ဒီည Bundesliga ပါစတင်တော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဥရောပထိပ်တန်းလိကြီး၅လိကတော့စုံသွားပြီဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဩဂတ်စ်လ28ရက်နေ့တောက်ကြနေ့အတွက်ကျွန်တော်ရဲ့ကြောင်းမြန် follow လေးလာပါပြီခင်ဗျာကြောင်းမြန် follow မနေ့ကလမ်းနဲ့ကျွန်တော်ပါတီဇန်ဘဲဂရိတ် body ပေးတာဂီတာဖေးကိုဘက်ကန်ပြီးတော့အောက်ကနေပေးတာပေါ့နော်အင်ရှင်ပါတီဇန်ဘဲဂရိတ်က2-1နဲ့နိုင်သွားတဲ့အတွက်ကြောင့်မို့လို့အပြည့်ကိုလမ်းခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့မနေ့ကဆိုကျွန်တော်ဂျာရက်ပလန်ပြီးသွားတယ်ပေါ့နော်ဂျာရက်ပလန်ပြီးသွားတဲ့အချိန်မှာကျွန်တော်စုပေါင်းအမြတ်ကတော့ပုံမှန်ထွက်တယ်နဲတာနဲ့များတာပဲကွာတာပေါ့နော်ပြီးခဲ့တဲ့ပိတ်ရက်ဂျာရက်ပလန်ဆိုကျွန်တော်4ရက်အပြီးမှာစုပေါင်းအမြတ်က600ထွက်တယ်ကျွန်တော်ကတစ်ဆကို100နှုန်းနဲ့တွက်ထားပြီးတော့6ဆအမြတ်ထွက်တာပေါ့နော်ကျွန်တော်မနေ့ကဆိုပြီးအော်ဝင်စုပေါင်း4ရက်မှာဗျာ2ရက်ပေါင်းတယ်2ရက်မိုင်းတယ်ဒါပေမဲ့မိုင်းနဲ့2ရက်ကပြားပြားစွန်းနေပဲမိုင်းလာပေါင်းနဲ့အမျက်ထွက်တဲ့2ရက်ကတော့အင်္ဂါနဲ့ကြက်တာပလေးပေါ့နော်အင်္ဂါနဲ့ကြက်တာပလေး2ရက်ကတော့အော်ဝင်းနေပြီ3ပွဲပြီးရ3ဘလုံးဝင်းနေမနေ့ညကဆိုရင်အပြည့်တွေပဲလမ်းခဲ့တာတစားပွဲ2ပွဲအောင်တယ် analyst body 3C အောင်တယ်ပြီးတော့နှစ်ဆပွဲ full body 3C full ကကန်ကောင်းတယ်လည်းပါလာပေါ့နော်နာကျင်ချိန်မို့ကြမှာဒီလူစားမတိုက်စစ်မှုဂွန်ဆာလိုကာစီကရုံးကစားပြီးတော့အနိုင်ကိုတင်းသွားတာ2C နဲ့ပြီးရင်10ပြားတော့တောင်ရှုံးအောင်ပါပေါ့နော်အဲ့တော့မနေ့က62မိနစ်မှာဂါစီယာရဲ့ဂိုးကြောင့်ကျွန်တော်ရဲ့ full body နှစ်ဆအောင်သွားတယ်တစ်ဆဘောင်းမြောက်ဖို့လို့အောင်တယ်နောက်တဲ့တစ်ဆ analyst body အပြည့်အောင်တာဖြစ်ပါတယ်ပြီးခဲ့တဲ့ဂျားရဲ့ plan ဆိုရင်ကျွန်တော်စုစုပေါင်းအမြတ်600မြတ်ထွက်တယ်တစ်ဆကိုတသိန်းနှုန်းမှကစားမယ်ဆိုရင်တော့မှ6သိန်းမြတ်ထွက်တစ်ဆကို9000နှုန်းနဲ့ဆိုရင်9630 3သိန်းအမြတ်ထွက်မှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပိတ်ရက် plan စတင်မှာဖြစ်ပါတယ်တောက်ကြစနေတနင်္ဂနွေ3ရက်ပိတ်ရက် plan စတင်မှာဖြစ်ပါတယ်ပိတ်ရက် plan ကို3ရက်ကိုကျွန်တော်2000ကျပ်ပဲယူထားပါတယ်ဒီစနေတနင်္ဂနွေရဲ့အဓိကအားသာချက်ကဘာလဲဆိုတော့ကျွန်တော်အစောပိုင်းပွဲလဲရွေးပြီးမယ်ပြီးတော့ဒီလေးသိန်းမောင်းလေးတွေလည်းရွေးချယ်ပေးပါဦးမယ်ဒါကကျွန်တော်နဲ့လက်တွဲတဲ့မမညီကိုတွေကိုကျွန်တော်ဘက်ကလက်ဆောင်ရွေးပေးတာပေါ့နော်အဓိကတော့ကျွန်တော်3သိန်းမောင်းဟိုမမ3ခွက်ကိုကျွန်တော်အဓိကတည်တာပေါ့နော်ဒါပေမဲ့အစောပိုင်းပွဲကစားခြင်းနဲ့ညီကိုတွေအတွက်ကျွန်တော်အစောပိုင်းပွဲရွေးပေးတယ်မောင်းကိုပေါ့ပါလိကစားခြင်းနဲ့ညီကိုတွေအတွက်လည်းမောင်းကိုကျွန်တော်လေးသိန်းမောင်းလေးရွေးချယ်ပေးပါတယ်ကျွန်တော်မနေ့ညကကျွန်တော် fighter ပွဲထွက်တယ်ပေါ့နော်ဘာစီလိုနာ body ပေးတယ်ဘာစီလိုနာကဘီဘာကို2-0နဲ့နိုင်တယ်ပြား40အောင်တယ်အဲ့ပွဲကကန်ကောင်းလားကန်ဆိုးလားတော့မသိဘူးပေါ့နော်ကန်ကောင်းတာဗါလဲဆိုဒုတိယမြောက်ဂိုးသွင်းသွားတယ်လုံးဝဖာရန်တော်စ်ပေါ့နော်ဖာရန်တော်စ်ဟိုဖာမင်းလူပတ်သူသွင်းသွားတဲ့လုံးဝကြတော့ကန်ကောင်းပြီးတော့ဒီတစ်ဖက်နောက်တန်းရဲ့အမှားကနေဂိုးရောက်သွားတာပေါ်ပြီးကနေကြမှာ86လောက်မှဖြစ်မယ်ဒါပေမဲ့ကန်ဆိုးတာဗါလဲဆိုတော့ဘာစီလိုနာအပိုင်လုံးတွေအများကြီးရတယ်မကုန်းဦးနိုင်ဆန်မှုကိုသမားဒီဘီဘာကိုသမားအရန်ကောင်းတယ်မကုန်းအဲ့ဒါကြတော့ကန်ဆိုးပါတယ်ကျွန်တော် fighter ပွဲကလည်းဒီ August လ12ရက်နေ့ဥရောပစူပါဖလားပွဲတွေကတွက်မယ်ဆိုရင်ကျွန်တော် fighter ပွဲဇက်တိုက်တွေလမ်းနေတယ်ဂျားရမှာဒီကြားစွန်းအောင်တာဆိုတော့၄ပွဲပဲရှိတယ်ပြား40တပွဲအောင်တယ်မိနစ်ညကပြား80တပွဲအောင်တယ်ပြား60တပွဲအောင်တယ်ကျန်တဲ့အပြည့်တွေပဲဒီညလည်းကျွန်တော်3000နဲ့ fighter ပွဲဖောက်အောင်မှာဖြစ်ပါတယ်3000နဲ့ fighter ပွဲကျွန်တော်လီကြီးတွေကပဲရွေးမှာအပြည့်မက်ဆေ့သမားတွေလည်းကစားလို့ရအောင်လို့ကျွန်တော်လီကြီးတွေကပဲရွေးမှာဖြစ်ပါတယ်အဲ့တော့3000နဲ့ fighter ပွဲဝယ်ခြင်းနဲ့ဆိုရင်လည်း channel ရဲ့ bio မှာတင်ထားတဲ့ Viber ဖုန်းနံပါတ်ကနေတစ်ဆင့်အချိန်မရွေးလာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ကဲပြောစရာရှိရတယ်ပြောကြော်ညာစရာရှိရတယ်ကြော်ညာပြီးပြီဆိုတော့ကြောင်းမြောက် follow လေးအကြောင်းတွားကြတော့ဗောနော်ဒီညလီကြီးတွေကြီးပဲရှိတယ်အဲ့တော့ကျွန်တော်တို့ရွေးရတယ်ပို့ပြီးအဆင်ပြေပါနော်ကျွန်တော် Premier League နာမည်အကြီးဆုံးလူစိတ်ဝင်စားမှုအများဆုံး Premier League တွေကနေပြီးတော့ကြောင်းမြောက် follow ကိုရွေးချယ်ထားပါတယ်အားလုံးလည်းသိမှထင်ပါတယ် Crystal Palace body ဖြစ်ပါတယ်Man City က Palace ကိုအဝေးကမှာ1ပေါင်း40ပေးရတယ်ဂိုးပေါင်းစီက3ပေါင်း40 1ပေါင်း40မိုလက်တယ်စစ်1ပေါင်း10အဖွင့်ပွဲကိုကြည့်ပြီးတော့အဖွင့်မှာ Man City ကချိန်မကောင်းတာပန့်တယ်ဒါပေမဲ့ဒါကလည်းနီးပြတစ်ပေါ့နော်နီးပြတစ်မာရက်စကာရဲ့ဒီအဆန်းထွန်လိုက်တဲ့ဟာပေါ့နော်ပုံမှန်လေးပဲသွားအောင်ပါသူကအဲ့လိုမဟုတ်ဘဲနဲ့ကြောက်စိတ်အရန်များနေလို့လားဘာလားတော့မသိဘူးပေါ့နော် first line မှာပေါ်ထက်စင်းမှာခန်းစစ်ကမှာ6ရောက်တီကိုထည့်သွားဂေးဟီကိုဘဟုခန်းစစ်နောက်ခံလူပေါ့နော်ဘဟုနောက်ခံလူဂေးဟီကိုကွင်းလျက်ခန်းစစ်တက်ဆော့ခိုင်းတယ်ပြီးတော့တောင်မသားသမားအိုရိုင်လေးကို
ကွင်းလင်တိုက်စစ်တက်စော်ကိုင်းအဲ့တော့ balance မမျှတော့ဘူးဗျခန်းစစ်သမားတွေအရန်များနေတော့အဆင်မပြေဘူးအဲ့လာနဲ့ဇီဝဘုံမကိုဇီဝနဲ့ရှုံးနေအိမ်ဘက်မှာရှုံးနေတာပေါ့နော်ရှုံးနေပြီးတော့မှဒီချာကီတို့ဘာလို့ပြန်ထက်အဲ့တော့မှပဲနှစ်ကိုပြန်သွင်းနိုင်တာဒါတော့မသွင်းတော့နောက်ခံလူတွေပဲသွင်းသွားတာပုံမှန်အဖြစ်တော့သူဒီပွဲမှာတော့ဒီညပွဲမှာတော့အဲ့လိုမျိုးဘယ်လိုပြောမလဲစန္ဒရီတွေထားလို့မယ်လို့မထင်တော့ဘူးပေါ့နော်ပုံမှန်ကစားသမားတွေပြန်ထည့်မယ်ဥမာချာကီတို့ဘာလို့ပေါ့နော်ချာကီတို့ဘာလို့ပြန်ထည့်မယ်အဲ့လိုပြန်ထည့်လာဖို့များတယ်အဲ့မှာ Palace အကြောင်းပြောရမယ်ဆိုတော့မကောင်းတာတွေကပိုများတယ်ပေါ့နော်နိပြ Glassner ယာရီကနေထွက်သွားတယ် Glassner နေရာမှာသူsorry page ပေါ့နော်သူဝင်လာတဲ့ Pyre page ဒါပဲအဆင်ပြေသေးဘူးပွဲဥထွက်မှာ Everton ကိုနှစ်ကိုပြတ်ရှုံးတယ်ခြေစွမ်းချင်းမကွာတဲ့အသင်းကိုနှစ်ကိုပြတ်ရှုံးတာအဓိကတိုက်စစ်မှုနှစ်နှစ်ကအသင်းတွေဂိုးများသောသွင်းယူခဲ့တဲ့အဓိကတိုက်စစ်မှု Ismail Assar တရားရနေတယ်မပါနိုင်ဘူးအထောင်တိုက်စစ်မှု Mateta ထုံးစံတိုင်းပေါ့နော်ဒီလိုမျိုးအပြောင်းရွှေ့ကာလမှာအပြောင်းရွှေ့သတင်းတွေထွက်နေတော့သူကအာယုံစစ်တိုင်းမှုကကွင်းလွှတ်ခြေစွမ်းပေါ်အာယုံစစ်တိုင်းမှုအပြည့်မထားနိုင်တော့ဘူးမနစ်ကလည်းAC Milan ကိုပြောင်းမလို့နဲ့အဲ့လိုဖြစ်ခဲ့တယ်ပေါ့နော်ခြေကကျသွားတယ်အခုလည်းအဲ့လိုဖြစ်နေတယ်နိပြတဲ့ဒီပီယာဆာရှက်အခြေအနေကမနစ်ကဆိုတော့အရန်မြင့်မအောင်မနစ်ကဆိုအဖေဗလာconference league champion တွေမှာဖြစ်ခဲ့တယ်မနစ်ကအခြေအနေကိုမှီဖို့ကတော်တော်လေးကိုမလွယ်ဘူးအဲ့လိုအသင်းမျိုးကို Man City ကတစ်ပေါင်း40ပေးထားနေပြောချင်းစီဟိုက်ပေါ့ပြီးတော့ Man City ကမနစ်က Premier League မှာ Palace နဲ့တွေ့ခဲ့တဲ့နှစ်ပွဲစလုံးကို3ဂိုးပြတ်တည်ပဲနိုင်ကြ3-0တွေပဲခြေပြတ်ကိုပြတ်တည်ပဲနိုင်ရတာအခု Paris ကမနစ်က Paris ကပို့ဆိုးတယ် Ismail Assar မပါဘူး Mateta ဒီအာယုံတွေဖြစ်ပြားနေတယ်ခိုင်စက်မှာလာကွိုက်စ်လို့ဘာလို့ချက်စီရောက်သွားပြီအဲ့လိုတွေဖြစ်နေတဲ့အသင်းကို140ဒေါင်းမြန်ဖြစ်အကောင်လုံးက Man City ပဲနေကြအောင်ပေါ့နိုင်တာနဲ့အနည်းဆုံး40ရတယ် Man City ကိုအနိုင်မတွက်ချကြမှာပဲအဲ့တော့40လားအပြည့်လားဟာအဲ့လိုမျိုးအဲ့လိုမျိုးတွေးပြီးတော့အပေါ်ဘက်ကိုဝင်ပြီးတော့ဝင်လာကြမှာပဲအဲ့တော့ဒီည Man City ရဲ့ဈေးကပြောင်းပြန်ဖြစ်နေတော့ကျွန်တော်ကတော့ထင်ပါတယ်အဲ့ဒါကြောင့်တောက်ကြညကျွန်တော်ရဲ့ပြောင်းပြန် follow က Crystal Palace body ဖြစ်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေဒီညကျွန်တော်3000 fighter ပွဲလဲထောက်အောင်မှာဖြစ်ပါတယ်